ဒီနေ့ပြောသွားလို့တဲ့အကြောင်းအရာလေးကတော့ 3D modeling မှာအသုံးဝင်တဲ့အခုလို 3D scanner လေးအကြောင်းကိုပြောပြသွားချင်ပါတယ်ဒီဘက်ခေတ်မှာ 3D modeling software တွေလည်းရှိတယ် AI တွေလည်းရှိပေမဲ့ဒီလို 3D scanner တွေက role တစ်ခုအနေနဲ့ရှိနေတော့မှဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီ 3D scanner ကအဓိကရဲ့သူ့ရဲ့အားသာချက်ကတော့လက်ရှိနေတဲ့ design ကို model ကိုအတိအကျလေး scan ဖတ်ပေးနိုင်တယ်သူ့ရဲ့အရွယ် scale ရောသူ့မှာရှိတဲ့ texture တွေရောကိုအတိအကျဆွဲပြနိုင်တာဖြစ်ပါတယ်ဒါအောင်မှပြန်ပြီးတော့ဆွဲမယ်ဆိုရင်လည်းဒါ starting point အနေနဲ့ဒီ 3D model scan လုပ်ထားတဲ့ model ကို starting point နဲ့ပြန်ပြီးတော့ဆွဲမယ်ဆိုလည်းဆွဲလို့ရမှာဖြစ်ပါတယ် 3D scanner ရဲ့အဓိက role ကတော့ scan ဖတ်လိုက်တဲ့ object ကိုအတိအကျပုံသဏ္ဍာန်လေးပေးတယ်သူ့ရဲ့အဓိကအရွယ်အစား size အတိအကျကိုလည်းပေးတာဖြစ်ပါတယ်တချို့တော့ model တွေကတော့ reflection ပြန်တဲ့မျက်နှာပြင်ရှိတာဖြစ်တဲ့အတွက်ဒီလိုမျက်နှာပြင်ဆိုရင်တော့ laser နဲ့ scan ဖတ်တဲ့အချိန်ကျရင်အခုလိုမျိုး marker dot လေးတွေလိုမှာဖြစ်ပါတယ်တချို့ model တွေဆိုရင်တော့ laser spray လို့ခေါ်တဲ့ spray ဖြန်းလိုက်မှဒီ object ကို laser scanner ကသိမှဖြစ်တဲ့ model မျိုးလည်းရှိမှာဖြစ်ပါတယ်အခုကားပစ္စည်းလေးကိုတော့ marker dot လေးတွေကပ်ပြီးတော့မှတန်းတီပုံမှာအခုလှည့်ပြီးတော့ scan ဖတ်မှာဖြစ်ပါတယ်ဒီလို scan ဖတ်တဲ့ model ကတခါလဲ print ထုတ်လို့ရတာမျိုးလည်းရှိမယ်အခု model ကတော့ print ထုတ်လို့မရဘဲနဲ့ပြန်ပြီးတော့ blender ထဲမှာပြန်ပြီးတော့အနည်းငယ်ပြန်ပြင်အောင်မှာဖြစ်ပါတယ်ပြင်ပြီးမှ 3D နဲ့ထုတ်ပြီးတော့မှဆေးမှုတ်ပြီးဆိုရင်တော့ကားပစ္စည်းမှာသုံးလို့ရမှာဖြစ်ပါတယ်နောက်ထပ် 3D scanner ကိုအသုံးချလို့ရတဲ့နေရာကတော့ကိုယ့်ရဲ့ပုံတူတွေလူပုံတူတွေကို scan လူတကိုယ်လုံးကို scan ဖတ်ပြီးတော့ 3D printer နဲ့ထုတ်တာဖြစ်ပါတယ်အခု Donnie နဲ့ Arno ရဲ့ပုံကတော့ Blender နဲ့ဆွဲထားတဲ့ digital artist တစ်ခုရဲ့ digital property ကိုကျွန်တော်ဝယ်ပြီးတော့မှထုတ်ထားတာဖြစ်ပါတယ်ဒီလိုမျိုးcreator တွေစီကနေပြီးတော့ထုတ်တဲ့ကြော်ကြားတဲ့လူတွေရဲ့ပုံတွေထုတ်မယ်ဆိုလည်းရတယ်နောက်တစ်ခုကတော့အခုလို AI ကိုအသုံးပြုပြီးတော့မှကျွန်တော်ရဲ့ပုံကို cartoon ပုံစံမျိုးနဲ့ပြန်ပြီးတော့ဆရာဝန်ရဲ့ပုံလေး level မှာဆွဲထားတဲ့ပုံလေး round နေတဲ့ပုံလေးနဲ့ကျွန်တော်ဖန်တီးရဆိုရင်လည်း AI ကတော့အနည်းဆုံးတူအောင်လုပ်ပေးတာတွေ့ရပါတယ်ဒါပေမဲ့ AI နဲ့လုပ်တဲ့ generate လုပ်တဲ့ 3D model တွေကတော့လူပုံလူမှာတော့လူတိုင်းနဲ့တော့အမြဲတမ်းတူနိုင်မှာမဟုတ်ပါဘူး 3D scanner ကတော့အဲ့လိုမျိုးပုံလူဆိုရင်သူ့ရဲ့ role တစ်ခုအနေနဲ့ရှိနေမှာဖြစ်ပါတယ်3D scanner နဲ့ပုံလူလုပ်မယ်ဆိုရင်တော့လူကိုယ်တိုင် showroom မှာလာရောက်ပြီးဖတ်မှာပဲ 3D scan ဖတ်တဲ့ရုပ်ထုတွေကိုတိကျလေးပို့ပြီးကောင်းမှာဖြစ်ပါတယ် AI နဲ့လုပ်တဲ့ရုပ်တွေကတော့တချို့နောက်ပိုင်းတွေမမြင်ရတဲ့နေရာတွေမှာဆိုရင်တော့တိကျမှုအားနည်းမှာဖြစ်ပါတယ်